တောက်ကြသားသမီးတွေကဒီ9လပိုင်းဆိုတဲ့လကိုရောက်ဖို့အတွက်ကိုကျမတို့နှစ်အစကနေတလပိုင်းရနေပြီးတော့မှဖြတ်တန်းလာခဲ့ရတာဖြစ်ပါတယ်။ကောင်းတာလေးလည်းကြုံမယ်ဆိုးတာလေးလည်းကြုံမယ်စိတ်ညစ်စရာတွေလည်းတွေ့မယ်စိတ်တော့ကရောက်စရာတွေလည်းရရှိခဲ့မယ်။အဲ့တော့အခု9လပိုင်းဆိုတာကတော့အစိုးရပြီးသွားပြီးတော့မှအကောင်းတွေကိုလက်ခံရရှိမယ်လာတလားလို့ပြောရင်မမှားပါဘူး။ဒါကြောင့်တောက်ကြသားသမီးတွေကဒီ9လပိုင်းမှာဆိုရင်အရန်ကောင်းတဲ့လာတလားပါ။ကိုကခံယူဖို့တော့လိုအပ်တယ်နော်။ကိုယ့်ရဲ့ခံယူချက်ပေါ်မှာတော့မူတည်ပါတယ်။အများနဲ့တွေ့နေရပါတယ်။ကျမတို့ကကံမကောင်းဘူးအများနဲ့ကံဆိုးနေတယ်။ကျမကောမတ်တွေအခုတည်းရှိတယ်။ဒါကကိုယ့်ရဲ့စိတ်ကိုကိုကဖိတ်တက်နေတာနဲ့အတူတူပါပဲကိုယ့်ရဲ့ကံတရားကိုကိုယ်တိုင်ဒီလိုလက်ညှိုးနဲ့ထိုးထားတာကံမထနဲ့ဒီတိုင်းနေဒါမျိုးလုပ်နေတာနဲ့အတူတူပါပဲဘာဖြစ်လို့လဲကိုကဒီလိုစိတ်ကြီးကိုအမြဲတမ်းလွှမ်းမိုးထားတယ်စိုးမိုးထားတယ်ဒီလိုမျိုးကြီးတွေကိုယ်စိတ်ကခံယူထားတယ်မကောင်းတဲ့စိတ်တွေခံယူထားနေတွေ့ကောင်းတဲ့ကံတွေကတော့ပွင့်လန်းမှုမရှိပါဘူးလာဖို့လည်းမဖြစ်နိုင်ပါဘူးဒါကြောင့်ဒီလိုကံနေဒီလိုအတွေးခေါ်တွေဒီလိုစိတ်တွေကိုကိုယ်ရကနေဖယ်ရှားဖြစ်ပါလူတိုင်းကတောင်းတာကိုပဲလိုချင်ကြတယ်သူတို့ဘာလို့အောင်မြင်နေတာလဲဒါကသူတို့ရဲ့ခံယူချက်သူတို့ရဲ့စိတ်ကမြင့်နေလို့အောင်မြင်နေတာဖြစ်ပါတယ်ဒီလိုပဲကိုကသူတို့နမူနာကြည့်ပါသူတို့လိုမျိုးပဲကိုလည်းဖြစ်နိုင်တာပဲမဖြစ်နိုင်ဘူးဆိုတာမရှိဘူးလောကမှာကျမပြောတာဖြစ်နိုင်တယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်တွေမကောင်းတဲ့အတွေးတွေကိုလွတ်ပစ်လိုက်ပါစွန့်ပစ်လိုက်ပါကိုယ့်အတွေးတွေနဲ့ကိုယ့်ရဲ့စိတ်တွေကိုယ့်ရဲ့စွမ်းအားတွေကိုဖိပြီးတော့မပတ်ပါနဲ့ကျမတို့အကူတွေကနေလွတ်ပစ်ပြီးတော့မှကိုယ့်ရဲ့စိတ်တွေမြင်မာလာမယ်ကိုယ့်ရဲ့အတွေးခေါ်တွေနော်ကိုယ့်ရဲ့ကောင်းတဲ့ကံတွေပွင့်လန်းလာမယ်ဒါမျိုးကိုကခံယူထားရမှာဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေဒီ9လပိုင်းမှာလက်မထောင်မှာငါကံကောင်းလာပြီငါလိုချင်တာတွေရရှိတော့မယ်ငါလိုချင်တာတွေပိုင်ဆိုင်တော့အခုတွေ့နေတဲ့အရာတွေကဘာမှမဟုတ်ဘူးငါအတွက်နော်ဘာမှမမှုဘူးဒါအောင်လဲငါကြော်လွားနိုင်တယ်ဘာမဆိုငါရင်ဆိုင်နိုင်တယ်ဆိုတဲ့စိတ်ကိုမွေးပါတိုက်ထုတ်ပါအဲ့ဒါဆိုရင်တောက်ကြသားသမီးတွေကံကောင်းမှာဖြစ်ပါတယ်လဲကြနေပြန်ထနိုင်ရမှာပါကျမတို့တောက်ကြသားသမီးတွေပါစိတ်နေစိတ်ထားရတယ်သူများထက်တာပါတယ်သူများကိုကူညီပေးတတ်တဲ့စိတ်တွေလည်းရှိပါတယ်အဲ့တော့ဒီကာလမှာ9လပိုင်းမှာတောက်ကြသားသမီးတွေအနေနဲ့ကကြတော့ခါတိုင်းနဲ့မတူပါဘူးမိမိတို့ဒီလမှာဒီ9လပိုင်းဆိုတဲ့လတလကတောက်ကြသားသမီးတွေကိုကံတရားကမျက်နှာသာပေးတဲ့ကာလတစ်ခုဖြစ်ပါတယ်မိမိတို့ရဲ့ပါဝင်းခြင်းမှာတကူဩဇာတွေမြင့်တက်လာမယ်ကောင်းတဲ့ဂုဏ်သတင်းတွေကြော်ကြားလာမယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်တတ်တယ်ခရီးနဲ့ပတ်သက်ပြီးတော့လည်းအောင်မြင်တတ်ပါတယ်အိမ်အောင်ရှင်တွေကကိုယ့်ရဲ့ဇနီးမယားကြောင့်စိတ်ညစ်ရမယ်စိတ်တော့ကရောက်မယ်ဇနီးမယားရဲ့ကျန်းမာရေးဝေယူဆိုင်ပေးပါသွေးသားနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးညံ့တတ်ပါတယ်သွားတွေဒုက္ခပေးတတ်ပါတယ်မကြာခဏသွားကြိုက်တယ်သွားနာတယ်သွားနှုတ်ရတာမျိုးတွေတောက်ကြသားသမီးတွေဇနီးမယားတွေမှာဖြစ်တတ်ပါတယ်အထူးဂရုစိုက်ပါတောက်ကြသားသမီးတိုင်းလို့မဆိုလိုပါဘူးတပ်ပိုင်းခြားနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျမတို့18နှစ်26နှစ်34နှစ်42နှစ်အသက်50 58နှစ်66နှစ်84နှစ်အဲ့လိုအသက်ပိုင်းခြားတွေမှာဖြစ်တတ်ပါတယ်နောက်တစ်ခုကတောက်ကြသားသမီးတွေဒီအိုးပိုင်အိမ်ပိုင်မရှိသေးတဲ့သူတွေအိုးရင်နေရထိုင်ခြင်းခက်ခဲနေတဲ့သူတွေခက်တွေ့နေတဲ့သူတွေရှာလို့မရတာတွေကဒီ9လပိုင်းမှာအဆင်ပြေသွားတတ်ပါတယ်အိုးရင်နေရထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့လည်းအောင်မြင်မှုရရှိတတ်ပါတယ်အဆင်ပြေတတ်ပါတယ်ကိုကအိမ်အကျိုးဆောင်တွေအိုးရင်နေရထိုင်ခြင်းနဲ့ပတ်သက်တဲ့အကျိုးဆောင်လုပ်ငန်းတွေလုပ်တယ်ဆိုရင်တော့ဒီ9လပိုင်းမှာအထူးပင်အရေးပေးတတ်ပါတယ်အကျိုးပေးတတ်ပါတယ်ကိုမပါရင်မပြီးပါဘူး
ခရီးဝေးနဲ့ပတ်သက်ပြီးတော့ကောင်းပါတယ်နိုင်ငံရဲ့ကြားခရီးတွေမှာသွားရောက်တတ်ပါတယ်နိုင်ငံရဲ့ကြားနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေလည်းအောင်မြင်တတ်ပါတယ်ရေလန်းခရီးတွေလည်းသွားရမှာဖြစ်ပါတယ်ဖျားမှုခရီးတွေလည်းသွားရတတ်ပါတယ်မမျှော်လင့်မဲနဲ့သွားရတဲ့ခရီးမျိုးတွေဖြစ်တတ်ပါတယ်ဝန်ထမ်းဖြစ်တယ်ဆိုလို့ရှိရင်တော့အလုပ်ပြောင်းနေရပြောင်းနေကောင်းပါတယ်အကြီးအကဲကုညီမသားချင်းတွေခံရမှာဖြစ်ပါတယ်ယာတုတိုးချင်းတွေလည်းခံရတတ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ထွက်သွားတဲ့ကိုယ့်ရဲ့ဒီကာလတွေမှာထွက်ထားတဲ့ငွေကြေးတွေပြန်ဝင်လာတတ်ပါတယ်ကိုရရှိမဲ့ငွေကြေးတွေမရသေးဘူးဆိုလို့ရှိရင်လည်းရလာတတ်ပါတယ်အကျွေးပေးထားတယ်ဆိုလို့ရှိရင်ကျွေးပေးမဲ့သူကတော့အရင်လတွေကကြံ့ကြာနေတတ်ပါဒီလမှာကိုယ့်ရဲ့ကံကြောင့်ပဲသူကအကျွေးပေးနိုင်တဲ့အခြေအနေတစ်ခုကိုရောက်သွားပြီးတော့မှကိုယ့်ရဲ့ငွေကြေးတွေလာပြီးတော့ပြန်ဆက်တာမျိုးတွေလည်းမြင်တွေ့ရတတ်ပါတယ်ဒါကြောင့်တောက်ကြသားသမီးတွေဒီကာလမှာဘာသာရေးကိုအထူးဂရုစိုက်ပါပြုလုပ်ပေးပါအဓိကကိုယ့်ရဲ့စိတ်ကလေးတွေကောင်းတာလေးတွေလက်ခံထားဖို့လိုအပ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေအထူးဂရုစိုက်ရမှာကကြတော့ကိုယ့်အိမ်ထဲကိုရောက်လာတဲ့အိမ်နိုင်ရရောက်လာရောက်ပြီးတော့မှအလိန်ခံလိုက်ရတာမျိုးတွေဖြစ်သွားတတ်ပါတယ်မိတ်ဆွေအတူအယောင်တွေနဲ့လည်းတွေ့တတ်ပါတယ်နောက်တစ်ခုကဒီဘာသာရေးနဲ့ပတ်သက်တဲ့ဘုရားပုံတော်တွေရှင်နေဦးလေးပုံတော်တွေတတ်တော်တွေနော်ဘုရားရဲ့တတ်တော်တွေကြွလာတတ်ပါတယ်ဝင်လာတတ်ပါတယ်အဲ့ဒါကိုကိုကယုံကြည်လေးနဲ့မြင့်မြတ်တဲ့နေရာလေးမှာတင်ထားပြီးဖို့ကိုယ်ွယ်စိကပ်ပြီးဖို့လိုအပ်ပါတယ်အဲ့တော့ကျမတို့တွေတောက်ကြသားသမီးတွေအလုပ်အကိုင်နဲ့ပတ်သက်ပြီးအရန်ကောင်းပါတယ်အတိုက်ခံတွေကိုလည်းကြော်လွှားနိုင်ပါတယ်ကိုယ့်ရဲ့အောင်မြင်မှုကြောင့်လည်းမနာလိုတဲ့သူတွေပေါ်များတဲ့ကာလတစ်ခုဖြစ်ပါတယ်အထူးဂရုစိုက်ရမှာလည်းဖြစ်ပါတယ်အဲ့တော့မိမိရဲ့တန်ဖိုးရှိတဲ့အရာတွေလည်းကြပြောက်သွားတာတွေဆုံးရှုံးသွားတာတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကကားနဲ့ပတ်သက်တာတွေဂရုစိုက်ပါရံများတတ်ပါတယ်ကားမတော်တဆမှုတွေဖြစ်တတ်ပါတယ်နောက်လူမျိုးခြားနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ရမှာဖြစ်ပါတယ်အဲ့တော့လူမျိုးခြားနဲ့ဆောင်ရွက်တဲ့ကိစ္စတွေတော့မအောင်မြင်တတ်ပါဘူးအနုပညာနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့နာမည်ဂုဏ်သတင်းတွေထိကြိုက်တတ်ပါတယ်အထူးဂရုစိုက်ဖို့တော့လိုအပ်ပါတယ်အောင်မြင်တတ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းမနာလိုတဲ့သူတွေပေါ်တတ်ပါတယ်တိုက်ခံတွေလည်းပေးတတ်ပါတယ်ဒါကြောင့်အနုပညာရှင်တွေတောက်ကြသားသမီးတွေအထူးဂရုစိုက်ရမယ်ကာလတစ်ခုဖြစ်ပါတယ်ကျန်တာအားလုံးကောင်းပါတယ်မျက်နှာပွင့်မဲ့စမ်းပွင့်မဲ့လူချစ်လူကင်းပေါ်မဲ့အဆက်အသွယ်ကောင်းနေရရှိ